grade 12မှာစတင်တာဘယ်လောက်ရှိပြီလဲ17လလောက်ရှိတယ်ဟုတ်10လ10လဒီစာသင်တဲ့6လအတွင်းမှာဘာလို့ဖြစ်လဲဒီစာတင်တဲ့6လဆာလုပ်ရတယ်ဆာလုပ်ရတယ်မင်္ဂလာပါအင်းလားအော်မရသေးအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ကတော့ဝါဆိုလဲမိတ်ဖက်ကျောင်းဖြစ်တဲ့ special 1 ကိုပါထက်တန်းကျောင်းရောက်ရှိနေရပဲဖြစ်ပါတယ်ဆောင်းပွဲလည်းနီးပြီဆိုတော့ကျောင်းသားကျောင်းသူတွေဆောင်းပွဲအတွက်ဘာတွေပြင်ဆင်ထားလဲဘယ်လိုခံစားရလဲဆိုတော့ကျွန်တော်တို့သွားမေးကြည့်ရအောင်grade 12မှာစတင်တာဘယ်လောက်ရှိပြီလဲ17လလောက်ရှိတယ်ဟုတ်10လ10လ6လလောက်ရှိပြီခင်ဗျစာတင်တဲ့6လကျော်တော့6လကျော်လောက်ရှိပါပြီဒီစာသင်တဲ့6လအတွင်းမှာဘာလို့ဖြစ်လဲဒီစာတင်တဲ့6လဆာလုပ်ရတယ်ဆာလုပ်ရတယ်စာရင်းလည်းတင်ဖြစ်တာကို trade တွေပါလည်းတွားရတယ်ဟောဒီစာဖြစ်လုပ်ဖြစ်တာများပါကွယ်ဒါအားချိန်နဲ့စာလုပ်ပြေးချိန်ကတော့ညဘက်လာရှိရလို့ထင်ပါဆာလုပ်တော့သူများမပြောခိုးပြီးလုပ်တာသူများမေးစာမလုပ်ဖြေပြင်စာလုပ်တယ်ဆောင်းပွဲရနေနေဆိုတော့စိတ်ထဲမှာဘယ်လိုခံစားရရင်ခုန်တယ်ပြီးတခြားပါလေအဲ့လိုမပိုင်လေးဘူးရှင်းတော့တာပေါ့ဖီအားများတယ်လို့ခံစားတယ်ဒါလေးရောကြောက်တယ်လာရအစဆုံးပြန်ကြည့်ရတာဆိုတော့နည်းနည်းညာပြီးအဲ့လိုမျိုးကိုရတာတွေနဲ့မရတာတွေရောသွားမှာဆိုဆောင်းပွဲနေလို့ရှိရင်ဘယ်သူကပို့လောင်းတူလောင်းဟုတ်လို့လောင်းတာသူကတော့သူ stress တွေများနေတာသူမပြီးသေးဘူးဆိုင်မရသေးဘူးအဲ့လိုမျိုးပုံစံမျိုးသွားမလေးကဘာမှမလောင်းတာအရာလို့လက်ခံနိုင်လို့အရာလို့လက်ခံနိုင်လို့ဘယ်လိုသူကတော့ပို့သူတော့အသေးလောက်တာစာသူကပို့လောင်းတာဘာလို့လဲဆိုတော့ဟိုတို့ကကိုလိုချင်တဲ့အမှတ်မရလို့ရှိရင်တစ်ခုအားငယ်တယ်လို့ခံစားပါတယ်ကွာအဲ့ဒါကြောင့်ပြောင်းစလုံးလောက်ပြောင်းလုံးလောက်ပြေစာမစုံဘူးပြေစာတွေတောင်းရတယ် line ပေါ်မှာအဲ့ဆိုရှင်မနှက်ဖြတ်လိုမျိုးဆောင်းပွဲဖြေတော့မယ်ဆိုလို့ရှင်ဒီနေ့လိုနေမျိုးမှာကိုက computer level ဘယ်လောက်ပေးမလဲ1 to 10ဆိုလို့ရှင်စစ်ဒါလေးကဘာလို့7ဖြစ်ညပိုင်းစာလုပ်ပြီးတော့8တဲ့အတွက်ကြောင့်နည်း computer နည်းရှိတယ်5မလေးရော7ပြီးတော့လောက်ထားလို့တီကုန်းပန်းစင်နေတိုင်းစင်ကြပြားဘူးသူရေးရတီကုန်းမနေနေဒီကုန်းမနေနေတိုင်းစင်ကဆရာတင်ဘူးလားတို့ကြားနေခဏလေးဟုတ်တယ်စဉ်းစားရမယ်နဲ့တယ်ဆရာဆိုကြီးလည်းမဟုတ်ဆရာတင်ဖို့ရှိရဆရာဆိုကြီးရှိရညာရေးစာရေးလည်းလှုပ်ထားတယ်ဆိုတော့စာတစ်ခုလောက်ပဲရဟုတ်ရပါတယ် Newton first law ကပါလေF equal to ma ဟုတ်လားဟုတ်ပါတယ် This chapter 3ကောင်းစရာမဖြစ်ဘူးလား motion ရှာတဲ့နသူမီကိုဘယ်ခဲ့မှာရေးတာ¿Cómo que? ¿Cómo que?ဆောင်းပွဲလည်းနေလာပြီဆိုတော့စိတ်မပူပါနဲ့ဝါဆိုလန်းရှိရဝါဆိုလန်းမှာဆိုလို့ရှိရင်ကိုတို့ဒီမတည်သေးတဲ့စာတွေပဲဖြစ်ကိုလွတ်သွားတဲ့စာတွေပဲဖြစ်အချိန်မီနေရာမျိုးဒီ application လေးနဲ့ဝင်ပြီးတော့ပြန်ပြီးလေ့လာလို့ရတယ်အဲ့တော့အချိန်မီပါသေးရဲ့စူးစမ်းအောင် fight တင်ပါဆောင်းပွဲအတွက်စာတွေစေတဲ့မဖြစ်သေးလို့စိတ်မပူပါနဲ့ဝါဆိုလန်းရှိရဝါဆိုလန်းမှာကိုလွတ်သွားတဲ့စာတွေပဲဖြစ်ဖြစ်ကိုမရသေးတဲ့စာတွေပဲဖြစ်ဖြစ်အချိန်မီနေရာမျိုးထက်ခါလေ့လာလို့ရတယ်နော်အချိန်မီပါသေးရဲ့စာမေးပွဲနီးလို့လောင်နေပြီလားဝါဆိုလန်နဲ့စာလုပ်လိုက်အချိန်မီပါသေးတယ်